မရှာနိုင်သေးရုံနဲ့တင်းဘောကရှုံးနေတော်တာမဟုတ်ပါဘူးငွေကြီးရောက်ဘဝရဲ့တံမိုးတစ်ခုဖြစ်နိုင်ပေမဲ့တင်းရဲ့လူသားဆံမှုနဲ့မိသားစုပေါ်ထားတဲ့မြတ်တာတရားကတော့ငွေနဲ့ဝယ်လို့မရတဲ့အဖို့တန်ဆုံးအရာဖြစ်ပါတယ်နံပါတ်1ကိုယ့်ရဲ့တံမိုးကိုငွေကြီးတစ်ခုတည်းနဲ့မတိုင်းတာပါနဲ့မိသားစုမှာငွေရှာပေးသူလိုအပ်တယ်လို့နှွေးထွေးမှုနဲ့စိတ်ခွန်အောင်ပေးနိုင်သူလည်းအရေးကြီးပါတယ်ငွေမရှာနိုင်သေးတဲ့အချိန်မှကြောင့်ကိုတက်နိုင်တဲ့နေရာကနေဖြည့်ဆည်းပေးရင်ကိုယုံကြည်မှုမပြောက်ပါနဲ့နံပါတ်2ဇာခိတခဏစိန်ခေါ်မှုတသက်ပဲလို့မှတ်ယူပြီးပြင်ဆင်မှာအခုပတ်စံမရှာနိုင်သေးတာဘဝရှုံးနေသွားတာမဟုတ်ပဲခိတစိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်အောင်မငယ်ပဲဒီအချိန်ကိုအနာဂတ်အတွက်စကေးအသစ်တွေလေ့လာပြီးပြန်ချနိုင်ဖို့ပြင်ဆင်တဲ့အချိန်အဖြစ်အသုံးချပါနံပါတ်3နှိုင်းရှင်ခြင်းကနေရုံးထွက်ပြီးကိုလန်းချောင်းအတိုင်းလျှောက်ပါမောင်တမချင်းဖြစ်ပေမဲ့တယောက်နဲ့တယောက်ကံတရားအခွင့်အရေးနဲ့တွားရမယ်ဘဝအချိန်စရာထိုင်းလိုက်မတူညီကြပါဘူးသူများအောင်မြင်တဲ့ချိန်မှာကိုကနောက်ကျနေရဆိုပြီးနှိုင်းရှင်စိတ်မွေးတာဟာကိုအစိတ်ခတ်တာနဲ့တူပါတယ်သူတစ်ပါးရဲ့အောင်မြင်မှုကိုဝမ်းချပေးရင်ကိုလုံးနိုင်တာကိုဆွဲရှိနဲ့ဒီဇိုင်းမတ်ကြိုးစားသွားရင်တနေ့ပါကိုဖြစ်ခြင်းနဲ့ပန်းနိုင်ကိုမလွဲမသွေရောက်ရှိလာမှာပါပန်းပွင့်တိုင်းကတစ်ချိန်တည်းမှတပြိုင်နဲ့မပွင့်ကြပါဘူးတင်းရဲ့ရာဒီချိန်ရောက်တဲ့အခါတင်းလဲအလှပဆုံးနဲ့အတောက်ပဆုံးပွင့်လန်းလာမှာပါ